ဇလန်လေးရဲ့အစမှာယူဆူအိုင်ဟာဆိုတဲ့မိန်းကလေးဟာတငယ်ချင်းနေနဲ့ကော်ဖီဆိုင်မှာတွေ့ပြီးသူ့ရဲ့ရီစားဟောင်းနေအကြောင်းကိုဖောက်တယ်ချနေပါတယ်တကယ်အပြင်မှာယူဆူကအခုကြည့်ရှုနေတဲ့ပရိသတ်တွေလိုမျိုးတဘောအလုံးမှာရီစားတစ်ယောက်တလေအောင်မထားဘူးပါဘူးဒီနေ့မှာသူမမိခင်ရဲ့အိမ်တော်အသက်ကြောင့်သူမရဲ့ဘဝဟာအပြောင်းလဲကြီးတစ်ခုကိုကြုံရပါတော့တယ်တဲ့ဒီအတွက်ယူဆူဟာအကြောင်းအသက်ကိုပြောင်းဖို့ဖြစ်လာပါတယ်သူပြောင်းမဲ့ကြောင်းကစီကအရန်တက်ချက်ပြီးတော့အကြောင်းထဲမှာရီစားထားတာအချင်းနဲ့ပတ်သက်တာဖက်ရှင်နဲ့သပင်ဆေးဆိုးဟာလုံးဝတားမြစ်ထားတဲ့အကြောင်းဖြစ်ပါတယ်ဒါပေမဲ့ယူဆူဟာသူ့ရဲ့ရီမန်းချက်ရီစားရရှိရေးဆိုတဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့အတွက်ပြောင်းရဲ့ပထမဆုံးနေ့မှာတင်စီကန်းနဲ့မညီရဲ့အဝတ်စားရဲ့အကုန်လုံးကိုဝတ်သွားပါတယ်သူကြောင်းရောက်မှတီးလိုက်ရတာသူတတ်မဲ့ကြောင်းကမင်းကလေးတည်တဲ့ကြောင်းဆိုတာပါပဲကျောင်းရောက်လာတဲ့အချိန်မှာသူဝတ်လာတဲ့အဝတ်စားရဲ့အပြင်ကျောင်းအောင်ဖုံးယူလာခွင့်မရှိတဲ့အတွက်ကျောင်းကောင်စီဥက္ကဋ္ဌမေအိုင်ဟာယာကယူဆူကိုဖုံးတောင်းပါတယ်ဒါပေမဲ့ယူဆူကဖုံးပေးဖို့ညှင်းဆန်တဲ့အတွက်မေကိုရာယူဆူရဲ့ဖုံးယူလိုက်တဲ့အချိန်မှာယူဆူတယောက်စိတ်တအရန်လှရှားသွားပါတယ်သူ့ဘဝမှာဒီလိုခံစားချက်မျိုးတစ်ခါမှမဖြစ်ဘူးတဲ့အဲဒီနောက်မေကယူဆူရဲ့ဖုံးယူပြီးတော့ကျောင်းရုံးထဲမှာထားပြီးညနေဆောင်မှလာယူဖို့ပြောပါတယ်ကျောင်းရောက်တော့ယူဆူရဲ့အတန်းပိုင်ဆရာချောချောလေးကယူဆူကိုအတန်းလာတက်ဖို့ပြောပါရယ်အဲဒီနောက်မှာယူဆူကသူနောက်ဆုံးဆရာကိုလိုက်ဝိုက်ပြီးတော့ရီစားရအောင်မယ်ဆိုပြီးအတွေ့အမှာပြောနေပါရယ်ယူဆူရဲ့အတွက်ကန်ဆိုးကသူကြားတဲ့အခန်းထဲမှာကျောင်းကောင်စီဥက္ကဋ္ဌမေအိုင်ဟာယာကိုယ်တိုင်ရှိနေလို့ပါပဲနေ့လယ်ပိုင်းနားကျင်ရောက်တဲ့အချိန်မှာယူဆူကကျောင်းမှာရှိတဲ့ကောင်မလေးရင်းနဲ့တငယ်ချင်းလိုက်ဖွဲ့ပါရယ်ဒါပေမဲ့သူ့ဘယ်သူမှအရေးမလုပ်ကြပါဘူးအဲဒီနောက်မှာနောက်ကနေယူဆူကိုကုတ်ပိုးဆွဲပြီးတော့ခေါ်လာတဲ့ကောင်မလေးကဟာယူမီလို့ခေါ်ပါတယ်သူကဒီကျောင်းရဲ့စီကန်းအကုန်လုံးကိုယူဆူကိုရှင်းပြပြီးတော့ကျောင်းဥက္ကဋ္ဌရဲ့ညီဖြစ်သူမေအိုင်ဟာယာအကြောင်းကိုလည်းပြောပြပါရယ်မေကငယ်လေးကတည်းကစစ်ဆက်ထားတဲ့သူရှိရဲ့အပြင်စာလဲတော့ကျောင်းကောင်စီရဲ့ဥက္ကဋ္ဌလေးဖြစ်တဲ့အတွက်အပတ်ကပြည့်စုံတဲ့သူဖြစ်ကြောင်းကိုယူဆူကိုရှင်းပြပါရယ်ယူဆူကမေကိုငယ်ရွယ်လေးနဲ့ဒီလိုမျိုးတာဝန်တွေဆောင်ရွက်ရတဲ့အတွက်စာနာတနာစိတ်ဝင်ပြီးပါရယ်အဲ့ဒီနောက်မှာဟာယမီကသူ့ရဲ့ဖုန်းကိုထုတ်ပြပါရယ်အဲ့ဒီဖုန်းကိုကျောင်းနဲ့ဘယ်လိုမျိုးယူလာခဲ့ရလဲလို့မေရောသူ့ရဲ့ပေါက်စီနှလုံးကြားရဲ့ထိပ်ပြီးယူလာခဲ့ကြောင်းပြောပြပါရယ်ဒါနဲ့ယူဆူကလည်းအားကြမခံသူ့ရဲ့ပေါက်စီကိုပြန်ကြည့်လိုက်တော့ပြားချက်နေရဲ့စီတီနှလုံးကိုပဲမြင်လိုက်ရတဲ့အတွက်ဟာယမီလိုမျိုးဖုန်းမထိုင်နိုင်အောင်ဆိုတာကိုသူ့ကိုယ်သူသိသွားပါရယ်အဲ့ဒီနောက်မှာရုံးခင်းထဲမှာသူ့ဖုန်းကိုသွားပြန်ယူပါတယ်ဖုန်းပြန်ယူလာပြီးနောက်ပိုင်းလဲသူအားမလျှော့သေးပဲဟာယမီလိုမျိုးဖုန်းထဲကြည့်ဖို့ကြိုးစားပေမဲ့လေဖုန်းကရှော့ကျသွားပြီးတော့ဖုန်းမှန်မေးထိခိုက်သွားပါတယ်သူစိတ်တကြနေတဲ့အချိန်မှာဘေးကနေဆရာချောချောလေးကကျောင်းဆောင်ရဲ့နောက်ခန်းထဲဝင်သွားပါတယ်။သူကဆရာချောချောလေးနောက်ကိုဖုန်းနံပါတ်တောင်းမယ်ဆိုပြီးလိုက်သွားတဲ့အချိန်မှာမေရဲ့သူ့ရဲ့အတန်းပိုင်ဆရာရဲ့နန်းနေရာကိုသူတွေ့လိုက်ရပါတယ်။သူ့ရဲ့အတန်းပိုင်ဆရာကမေရဲ့စစ်ဆက်ထားတဲ့သူမှန်သူသိလိုက်ရပါတယ်။အဲဒီနောက်သူလန့်ပြီးတော့ပြန်ပြေးမိလာတဲ့အချိန်မှာမေရဲ့နန်းပြီးရှက်နေတဲ့ပုံစံလေးကိုသူခေါင်းထဲမှာပဲမြင်အောင်နေမိပါတယ်ဒီနေ့ကသူအိမ်ပြောင်းရတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့လဲအိမ်ကိုမြန်စောပြန်လာမိပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာအမေကိုအရင်အိမ်ကတင်လိုက်ပစ္စည်းကိုရွှေ့ပြီးတော့ကူညီပေးပါတယ်အဲ့ဒီနောက်မှာညနေစာချက်ဖို့အတွက်သားမီး2ယောက်အပြုံသွားပြီးတော့ဟင်းချောက်ဝဲပါတယ်အဲ့ချိန်မှာတီးလိုက်ရတာသူ့အမေရဲ့နောက်ယောက်ျားရဲ့သမီးရပါသူနဲ့အတူလာနေမယ်ဆိုတာပါပဲただいま。はあ？တကယ်တော့သူ့အမေနောက်ယောက်ျားရဲ့သမီးဆိုတာကျောင်းကောင်စီဥက္ကဋ္ဌမေအိုင်ဟာကိုယ်တိုင်ပါပဲယူဆူကမေကိုတွေ့တော့အရန်လန့်သွားပါရဲ့နောက်ပြီးတော့နေပါလာလို့တာလဲပါလိညာလေးမေးရပေါ့မေကယူဆူကိုယူအောင်မဆိုင်ပဲယူဆူအမေကိုပဲဂါရပြုနေပါရဲ့ယူဆူအမေကလည်းမေကိုတသိလို့အရန်ချစ်ပါရဲ့အဲ့ဒီနောက်မှာမိသားစုစုံစုံညီညီနဲ့ညနေစာအတူစားကြပါရဲ့အဲ့ဒီမှာမေရဲ့အဖေကနိုင်ငံရခြားသွားနေကြောင်းရဲ့သူ့ရဲ့အဖိုးကအခုမေတက်နေရဲ့ကျောင်းဥက္ကဋ္ဌဖြစ်ကြောင်းဝါသူတို့ပြောပြပါရဲ့မေရဲ့အဖိုးကကျောင်းကောင်စီဥက္ကဋ္ဌဖြစ်တာကိုသိသွားရဲ့ယူဆူကအရန်ပျော်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့မေရဲ့အဖိုးကအခုဆိုရင်ယူဆူနဲ့လည်းအဖိုးတော်သွားပြီဖြစ်ပါတယ်။ဒါကြောင့်အဖိုးစီကပတ်စံနေအများကြီးရအောင်မယ်ဆိုပြီးတော့သူတွေးပြီးပျော်သွားပါတယ်။ထမင်းစားပြီးရနေယူဆူကရေချိုးပြီးတော့ဒီနေ့သူဖြစ်ခဲ့တဲ့အကြောင်းလေးအကုန်လုံးကိုပြန်စဉ်းစားပါတယ်။အဲ့ဒါနဲ့တခါမှမနှမ်းဘူးရဲ့ယူဆူအတွက်အနမ်းဆိုတာဘယ်လိုမျိုးလဲဘယ်လိုခံစားချက်မျိုးရလဲဆိုတာကိုစဉ်းစားနေမိပါတော့တယ်။ဒီနေ့မေဖြစ်သွားတဲ့မျက်နှာကိုတွေးမိပြီးလဲအဲ့ဒီလောက်တောင်ခံစားချက်ကောင်းလားဆိုပြီးသူ့ကိုယ်သူတွေးမိနေပါတော့တယ်။ချိုးပြီးရနေယူဆူကမေကိုရေချိုးလို့ရပြီဆိုပြီးတော့ပြောပါတယ်။ဒါပေမဲ့မေကယူဆူကိုအရေးအောင်မဆိုင်ပါဘူး။ဒါနဲ့ယူဆူကမေကိုစကားလမ်းကြောင်းရှာပြီးတော့အဖက်ဖက်ကနေစကားပြောပါတယ်။အဲ့ဒါနဲ့မေကပြန်မပြောတဲ့အတွက်ဒီနေ့သူတို့နန်းခဲ့တဲ့အကြောင်းကိုစကားစပြီးရှာလိုက်ပါတယ်။အဲ့ဒီမှာယူဆူကနန်းတာဘယ်လိုမျိုးလဲ။နင်းအဲ့လိုမျက်နှာဖြစ်သွားတော့နန်းတဲ့ခန်းစားချက်ကကောင်းလို့လားဘာလားညာလားနဲ့သူမနန်းဘူးအတိုင်းမေကိုမေးမြန်းပါတော့တယ်။အဲ့ဒီမှာမေကယူဆူကိုတကွက်ပြန်ပြလိုက်ပါတော့တယ်။
မင်းကနောက်ဆုံးမှနန်းနာဒီလိုခန်းစားချက်မျိုးပဲဆိုပြီးပြောပြီးတော့လက်ထပ်သွားပါတယ်။ episode 1လေးရောဒီမှာတင်ပြီးပါပြီ။ညီမနှစ်ယောက်ပိုင်းဆက်ဖြစ်သွားမလဲဆိုအောင်နောက်နေ့ဒီ channel လေးမှာပဲတင်ပေးပါမယ်။ဆိုတော့ channel လေးကိုစိတ်ဝင်စားရင် like and subscribe လုပ်ပေးခဲ့ပါဦးနော်။နောက်နေ့ပြန်တွေ့ပါမယ် see you